အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့တငယ်ချင်းရဲ့မွေးနေ့ဖြစ်လို့ပေါ့နော်ဘေကျင်းမှာအရန်ကိုနာမည်ကြီးတဲ့ဘေကျင်းဘေးကင်ဆိုင်မှာလာပြီးတော့ဂုံစင်းလာပဲဖြစ်ပါတယ်ဒီဆိုင်လေးပါမေတို့ကျောင်းနဲ့နီနီလေးပဲပေါ့နော်ဆိုတော့လိုက်ခဲ့ကြပါအောင်ရှင်ထဲကိုရောက်ပါပြီရှင်ဆိုင်ထဲလေးကိုလည်းနည်းနည်းလေးပြထားပါနော်အရန်လာပါတယ်ဒီဘက်ခုံလေးမှာထိုင်မှာပေါ့နော်ဒါကတော့မွေးနေ့ရှင်ပါဟင်းနေစမှာပါတော့မရှင်ဒီဟာပေါ့နော်ဘေးကင်လာစားတိုင်းတစ်ခါမှမစားဘူးဒီအပေါ်ကငားနေပေါ့နော်ဒီဟာပေါ့နော်ပြထားတဲ့အိုးပုံစံလေးကအရန်လာလို့တပွဲမှာလိုက်တာပေါ့နော်ပြီးရင်ပစွန်မှာလိုက်တယ်ပြီးရင်ငါးတကောင်မှာလိုက်တယ်ပြောလို့ရှင်ဆလတ်ပေါ့နော်ပြီးသွားလို့ရှင်ဒီဟာရောင်ရိုးပေါ့အိုးပုံစံအရန်လာလို့မှာလိုက်တယ်ဟင်းကဘာမှလည်းမလှဘူးဟိုကအလိုကြီးလာချဒါငါးတကောင်ပေါ့နော်ပြီးသွားလို့ရှင်ဒါကဘဲကိုဘလို့လီးထုတ်လဲဆိုတာလေးရိုက်ပြပေးထားပေါ့နော်သူတို့တွေအဲ့လိုလေးအလှစင်တာပေါ့နော်အထင်မှာပေါင်မုတ်ထည့်ထားပြီးသားပေါင်မုတ်ရဲ့ဘေးကင်ကအရေးခွန်ရဲ့အပေါ်ကငါးပေါ့နော်ဒီအလေကအတုံးလေးဟာငါးပါတဲ့ဟာလေးကိုမြည်ချင်တာပေါ့နော်တင်ချင်းနောက်တယောက်မရောက်သေးလို့ဒါလေးပဲစားလိုက်အောင်အဲ့ဒီအပြားလေးကိုအဲ့လိုလေးခင်းပြီးတော့ပြီးလို့စင်ဘေးကင်လေးထည့်ပေါ့နော်ဘေးကင်လေးထည့်ပြီးသွားလို့စင်အဲ့ဒီက sauce တွေတုပ်ပေါ့နော် sauce တွေတုပ်ပြီးသွားလို့ရှိရင်အဲ့ဒီထဲမှာပါတဲ့ဟာဆပ်လာတွေပေါ့နော်ဘာတွေလဲမသိဘူးထည့်ပြီးတော့သူတို့ကစားကြပေါ့နော်ဒါပေမဲ့မေရီကအဲ့ဒီထဲကအဆပ်လာတွေမကြိုက်တဲ့အခါကျတော့ဇလက်ရွက်ထည့်ပြီးတော့စားတာပေါ့နော်ကိုရီးယား barbecue ပုံစံလုပ်လိုက်တာပေါ့နော်စားလို့ကောင်းတယ်မဆိုးတော်တော်စားလို့ကောင်းတယ်ကဲဟင်းနေလဲစုံပြီးတငယ်ချင်းလည်းရောက်ပြီဆိုတော့အရန်မီးချင်နေတဲ့ဟာမီးတာတော့မယ်ပေါင်မုံနဲ့ပြီးလို့စင်အထဲကငါးပေါ့နော်အရန်ရှားပါတဲ့ငါးဈေးကြီးတဲ့ငါးလို့တော့ပြောရပေါ့နော်တခါမှမစားဘူးစားကြည့်ရစားမကောင်းမှစိတ်ပူနေရဆိုးစားလို့ကောင်းတယ်ကဲလို့စုံပြီးဆိုတော့ခွက်တိုက်တာပေါ့နော်ဒါတော့မွေးနေ့ရှင်တို့မွေးနေ့ကိတ်လေးပါကဲမွေးနေ့ကိတ်လေးတုံးဆောင်ကြပါအောင်ရှင်အားလုံးပဲကြွေးပါတယ်နော်အားလုံးပဲပြန်ပါတော့မယ်အားလုံးပဲကျေးဇူးများတင်ပါတယ်တတာ